ရောက်မို့တကယ်ဆိုချီကြောင့်မတွေ့ရှင်ပါဘဝပင်လေလေထမ်းလိုက်ညကြမှာတဲ့မဆိုရွက်မပါလို့ခဲနေချိန်မှာအချစ်နဲ့အတွေ့ရာဘဝလေးငယ်မုတ်တိုင်းဘူးဒီကွာချီဆိုရဲ့နေဟာအမြင်ပါတပွေးမို့တကယ်ဆိုငါနဲ့မထိုင်တော့ပါအဖို့များရည်တနာစေချမ်းနဲ့မြတ်တော်မှာဝိထဲလာစွာဝေးလာငွေသစိမ်ပါဒုနီယာဘဝဟာမိုးနဲ့မြေစီနဲ့ရေလိုကွာကကြမထောက်ထမငဲ့ညာဒါယာတွေနဲ့ဆောက်လူပါနာထာတော်ဝေပိဒါစာပါလေးတပွင့်ကိုအညတရာလမ်းမှာမလွယ်စေချင်ဘူးကွာမိဘဝအစင်ယာအမိမာသာဝုံကြွားကိုယူပါနာချီဆိုရဲ့ကိုဟာမြင်မွေတဲ့ရောက်မို့တကယ်ဆိုချီကြောင့်မတွေ့ရှင်ပါဘဝပင်လေလေထမ်းလိုက်နေကြမှာတဲ့မဆိုရွက်မပါလို့ခဲနေချိန်မှာအချစ်နဲ့အတွေ့ရာဘဝလေးငယ်မုတ်တိုင်းဘူးဒီကွာချီဆိုရဲ့နေဟာအမြင်ပါတပွေးမို့တကယ်ဆိုငါနဲ့မထိုင်တော့ပါအဖို့များရည်တနာစေချမ်းနဲ့မြတ်တော်မှာဝိထဲလာစွာဝေးလာငွေသစိမ်ပါဒုနီယာဘဝဟာမိုးနဲ့မြေစီနဲ့ရေလိုကွာကကြမထောက်ထမငဲ့ညာဒါယာတွေနဲ့ဆောက်လူပါနာထာတော်ဝေပိဒါစာပါလေးတွင်ကိုအညတရာလမ်းမှာလွယ်စေချင်ဘူးကွာမိဘဝအစင်ယာအမိမာသာဝုံကြွားကိုယူပါမိဘဝအစင်ယာအမိမာသာဝုံကြွားကိုယူပါတငင်ကြီးမိုးချုံနေပြီကွာပြန်ကြရအောင်ညီရဲ့ခံစားရတဲ့ဝေဒနာတွေတက်တာသွားအောင်ငါမနဲ့ချင်မြင်ကိုညီလေးလာပြန်ကြရအောင်
မှာမင်းတို့နဲ့မသက်ဆိုင်ဘူးလာမလို့ဆက်နဲ့ ဦးကျွန်တော်တို့ကလာနောက်ဆက်တာမဟုတ်ဘူးနယ်လေးနဲ့တွေ့ဖို့လာခဲ့တာ မင်းတို့တွေ့ချင်တယ်လဲငါတွေ့ခွင့်မပေးနိုင်ဘူး ကျေးဇူးပြုပြီးကျွန်တော်တို့နယ်လေးနဲ့တွေ့ခွင့်ပေးပါ ငါသမီးမအားဘူးဒီနေ့ငါသမီးရဲ့စစ်ဆက်ပွဲလုပ်နေတယ်မင်းတို့သွားလိုက်ကြတော့ မပြတ်နိုင်ဦးလေကျွန်တော်တို့နယ်လေးနဲ့တွေ့ပြီးမှပြတ်နိုင်မယ် ဘာလဲငါသမီးရဲ့စစ်ဆက်ပွဲကိုမင်းတို့လာဖြတ်တာလား ကျွန်တော်တို့တွေကဦးလေးတဲ့လိုမျိုးမချမ်းသာပေမဲ့စိတ်ထဲအောက်ထိအောက်တန်းမကြောက်သိလားအခုကတန်လွန်ယူကနယ်လေးကိုလက်ဖွဲ့ပေးခြင်းလို့လာခဲ့တာ မင်းတို့အတန်းစားလက်ဖွဲ့တဲ့ငါမလို့ချင်ဘူးအခုထွက်သွား ခမရပါစက်ပိတ်ထားလိုက်ကျွန်တော်တို့တွေကသိမထူးနေမထူးလေကျွန်တော်တို့လောက်ချင်ရမလောက်ရရင်အားလုံးပြတ်နေတက်ကုန်မယ်နော်တန်လွန်ယူလက်ဖွဲ့ပေးလိုက် ဟက်ကောင်တော့လည်းစစ်မတော်နဲ့မင်းတို့တွေသေချင်နေကြပြီတင်တယ်အခုထွက်သွား ဦးလေကျွန်တော်နားလေးကိုလက်ဖွဲ့ခွင့်ပေးပါလက်ဖွဲ့ပေးပြီးတယ်နဲ့ကျွန်တော်ပြသွားမှာပါဦးလေ တိုက်ဆန်ဘာလဲဖို့လဲမင်းတို့ရဲ့အောက်တန်းစားတဲ့ဖွဲ့တွေငါမလို့ချင်းသွား နားလေကြားရငါရဲ့အိမ်မဲတွေငါရဲ့အခြေတွေငါရဲ့မျောလေးချက်တွေပါပဲဟာငါလေအမြင့်စာပါလေးတစ်ပွေးကိုချစ်ခဲ့နေလေငါရှူးမိနေပါလားငါနားလဲပါတယ်ဟာမိကငါလို့လူမျိုးမထက်တတ်ပါဘူးငါတို့နှစ်ယောက်ပွားကမိုးနဲ့မြင်စီနဲ့ရေလိုပါပဲဒါတော့မြတ်တွက်လက်ဖွဲ့လို့မေဘွားလန်ခီတစားအစိတ်ပြေနာပါစီကျွန်တော်စကောက်တယ် အချင်နာချီဆိုရဲ့နေဟာအမြင်ပါတပွေးမို့တကယ်ဆိုငါနဲ့မထိုင်တော့ပါအဖို့များရည်တနာစေချာနာမြတ်တော်မှာဝိထဲလာစွာဝင်လာဝိသစိမ်ပါဒုနီယာဘဝဟာမိုးနဲ့မြည်စီနဲ့ရေလိုကွာသန္ဒရာဘဝခရီးလာမှာကကြမထောက်ထမငဲ့ညာဒါယာတွေနဲ့ဆောက်လူပါနာထာတော်ဝေပိဒါစာပါလစ်ဝင်ကိုအညတရာလာမလွယ်စေချင်မူကွာမေဘွားစင်ယာအမိမာသာဝုံကြွားကိုယူပါမေဘွားစင်ယာအမိမာသာဝုံကြွားကိုယူပါ